တိခံခြင်းခွင့်လွှတ်ခြင်းမေတ္တာထားခြင်းဆိုတဲ့သဘောတရားတွေဟာလက်တွေ့ဘဝမှာလိုက်နာကျင့်သုံးဖို့အတော်ခက်ပေမဲ့လက်တွေ့ကျင့်သုံးနိုင်ရင်တော့အတော်လေးကိုအေးချမ်းတဲ့တရားတွေပါတိခံလိုက်လို့ခွင့်လွှတ်လိုက်လို့မေတ္တာထားလိုက်လို့ဖြစ်ပေါ်လာတဲ့အကျိုးသက်ရောက်မှုဟာကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ကိုအများကြီးငြိမ်းချမ်းသွားစေတာပါပဲတော်တော်များများဘဝမှာပူလောင်ကြတယ်စိတ်သောကဖြစ်ကြတယ်စိတ်ပေမှန်းကြတယ်ဆိုတာတိမခံနိုင်လို့ခွင့်မလွှတ်နိုင်လို့မေတ္တာမထားနိုင်ကြလို့ဖြစ်တာပဲများပါတယ်ဒါကြောင့်စိတ်မှာဟိုအတွေးဒီတွေးတွေနဲ့လေးနေကြမယ်အစားအနေပေါ့အောင်ဖြေလျှော့တဲ့အနေနဲ့တိခံကြည့်လိုက်ပါခွင့်လွှတ်ကြည့်လိုက်ပါမေတ္တာထားကြည့်လိုက်ပါအားလုံးဟာအေးချမ်းသွားမှာပါပဲဒီစာစုလေးကတိခံခြင်းခွင့်လွှတ်ခြင်းမေတ္တာထားခြင်းနဲ့ပတ်သက်တာလေးတွေကိုဘုန်းကြီးကအထူးပြုပြီးတော့ပြောပေးချင်တာပါတိခံတယ်ခွင့်လွှတ်တယ်မေတ္တာထားတယ်ဒီစကားတွေကပြောတော့တာလွယ်တာလက်တွေ့ဘဝထဲမှာလက်တွေ့ဘဝထဲမှာလိုက်နာကျင့်သုံးမှုကြတော့တော်တော်ခက်တယ်ပါဇက်ကတော့မင်းတိခံလိုက်ပါကွာမင်းခွင့်လွှတ်လိုက်ပါကွာမင်းမေတ္တာထားလိုက်ပါကွာလို့ပြောတဲ့လူကတော့ပြောတာပဲဒါပေမဲ့ပရိသတ်ရဲ့အဲ့ဒီတရားတွေကလက်တွေ့ဘဝထဲမှာ apply လုပ်ပါလက်တွေ့လိုက်နာကျင့်သုံးပါကြတော့အပြောလွယ်သလောက်အလုပ်ခက်တဲ့တရားတွေတိခံဖို့လွယ်အပြောလွယ်တယ်တိခံဖို့ပြောတာလွယ်တယ်လက်တွေ့တိခံဖို့ကခက်တယ်ခွင့်လွှတ်လိုက်ဖို့ပြောတာကဒါပြောလိုက်တာကလွယ်တယ်လက်တွေ့ဘဝထဲမှာခွင့်လွှတ်နိုင်ဖို့ကြတော့တော်တော်ခက်တယ်မေတ္တာထားပါလို့ပြောတာကတော့လွယ်တယ်မေတ္တာတကယ်ထားကြည့်ဖို့ကြတော့ခက်တယ်ဒါပေမဲ့ခက်တော့ခက်တယ်လုံနိုင်ရင်လုံနိုင်တာနဲ့အမျှတော်တော်အကျိုးကြီးတဲ့တရားတွေတိခံဖို့ခက်တယ်ဒါပေမဲ့တိခံကြည့်လိုက်ပါတိခံနိုင်ရင်တိခံနိုင်တဲ့အမျှနည်းနည်းလေးတိခံရင်နည်းနည်းလေးအကျိုးကောင်းတာတွေရခွင့်လွှတ်ဖို့ခက်တယ်ဒါပေမဲ့ခွင့်လွှတ်နိုင်ရင်ခွင့်လွှတ်နိုင်တာနဲ့အမျှကောင်းကျိုးကတော့ခံစားရတာမေတ္တာထားဖို့ခက်တယ်ဒါပေမဲ့ထားကြည့်လိုက်ရင်ထားကြည့်နိုင်တာနဲ့အမျှသူ့ရဲ့တံပြန်သက်ရောက်မှုအကျိုးတရားကအတော်ကြီးကိုကောင်းမွန်တဲ့အကျိုးရလဒ်တွေရစေတာဖြစ်တဲ့အတွက်ကြောင့်ခက်တော့ခက်တယ်ဒါပေမဲ့လုပ်ကြည့်လိုက်ပါသိခံကြည့်လိုက်ပါလူတွေကတချို့ကသိခံတာကိုသိခံရင်အနှိမ်ခံရတယ်သိခံတဲ့လူကိုပို့ပြီးတော့ဖိခံရတယ်ဒီလိုတွေးတာသိခံလိုက်တာဟာရှုံးသွားတယ်လို့ဒီလိုတွေးတယ်အမှန်ကတော့သိခံလိုက်တာကလောက်ရတာခက်ပေမဲ့သိခံကြည့်လိုက်ရင်ရှုံးသွားတာမဟုတ်ဘူးသိခံလိုက်တဲ့ပုဂ္ဂိုလ်ကြီးမှာအများကြီးအကျိုးသက်ရောက်မှုရှိတယ်ဘုန်းကြီးကအမြဲတမ်းတပည့်တွေကိုဆုံးမတဲ့အခါကျောင်းမှာတော်လဘတွေဝတ်တယ်ကိုရင်ကျောင်းသားတွေဆုံးမတဲ့အခါအမြဲတမ်းပြောတာကိုရင်လေးတွေတို့ကျောင်းသားတို့ဒကာတို့ဒကာရမတို့ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဘယ်ချိန်မှာပဲဖြစ်ဖြစ်အစဉ်ပြေခြင်းရင်အချက်၄ချက်ကိုသိခံပါဒီလိုအမြဲတမ်းပြောဘယ်သူနဲ့ပဲဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ဘဝမှာအစဉ်ပြေခြင်းလို့ချင်းအချက်၄ချက်သိခံနံပါတ်1အစာသိခံနံပါတ်2စကားသိခံနံပါတ်3ပုဂ္ဂိုလ်သိခံနံပါတ်4နေရာသိခံဒီအချက်၄ချက်ကိုသာလေနေရာတိုင်းမှာအချိန်တိုင်းမှာလေ့ကျင့်နိုင်မယ်ဆိုရင်ဘယ်သူနဲ့ဖြစ်ဖြစ်အဆင်ပြေတယ်ဘယ်နေရာမှာပဲအဆင်ပြေတယ်ဘယ်အချိန်ပဲဖြစ်ဖြစ်အဆင်ပြေတယ်အစာသိခံရမယ်စကားသိခံရမယ်နေရာသိခံရမယ်ပုဂ္ဂိုလ်သိခံရဘယ်နေရာမှာပဲဖြစ်ဖြစ်အဲ့အစားတောင်ကြောင့်တတ္တဝါတွေအစားသိမခံနိုင်လို့ဒုက္ခရောက်တယ်ကိုစားကျင်တာလေးမစားရလို့ကိုမစားကျင်တာလေးစားရလို့အဲ့တော့အစားတောက်ဆိုတဲ့သဘောကလည်းပဲကိုရတာကိုစားကျင်တဲ့စိတ်ရှိလို့သာလင်စားလိုက်ရတာဘလောက်ပဲကောင်းတဲ့အစားတောက်ပဲဖြစ်ဘလောက်ပဲအရသာရှိတဲ့အစားတောက်ပဲဖြစ်ပရိသတ်ဖိုက်ပြည့်ဘာရတာမှမရှိတော့စားနေတော့အရသာရှိတာစားနေရင်လေအကုန်အရသာရှိတယ်မင်ရဟင်းကောင်းဆိုတဲ့ဗမာစကားအဲ့ဒါဘိုက်စားနေရင်လေငပိရည်နဲ့စားလဲအရသာရှိတာပဲနော်ကိုရီးယားဆိုရင်ချင်ဘတ်နဲ့စားလဲအရသာရှိတာပဲငရုတ်သီးတဲ့စားလေးနဲ့စားရင်လည်းအရသာရှိတယ်ဘိုက်စားနေတာဘိုက်တွေမြန်ပြည့်သွားပြီဆိုတော့ဘလောက်ပဲကောင်းတဲ့ KFC လည်းပဲဘိုက်ဝါနေပါရတာမရှိတော့ဒါကြောင့်မလို့ဘယ်နေရာမှာပဲရရောဒါလေးစားမှဖြစ်မယ်ဆိုတဲ့စိတ်အစွဲကိုဖယ်လိုက်လို့ရှိရင်အဲ့အစားသိခံရင်အဆင်ပြေတယ်ကိုကသာအစားအသောက်ကိုရှယ်လုပ်ပြီးတော့စားတာပြိတ္တတကယ်တမ်းကျတော့အစားဆိုတာကအရသာဆိုတာရှားအလေကဇိန်ဝပတာတာလေးအဲ့သေးသေးလေးရပဲအရသာခံတာပဲရှားလေးတာကြော်သွားလေချောင်းသားရဘာရသာမှမရှိတော့ဘာရသာမှမရှိ
လူရဲ့စိတ်ကလည်းပြိတ္တရေအဲ့ဒီအစားအသောက်ကိုသီးမခံနိုင်လို့ပဲတခါစိတ်ကလေးကစားခြင်းဘုန်းကြီးတို့ဆရာတော်ကြီးတစ်ပါးကရှာကင်စာဖြစ်တယ်ရှာကင်စာဖြစ်တော့အစားအသောက်ကိုပါးစပ်နဲ့စားလို့မရတော့အဲ့ဒါနှာခေါင်းပေါက်ကပိုက်လေးနဲ့ထည့်ပေးရတယ်အာဟာရတနေ့တော့ဆရာတော်ကြီးကဘာအာတိတလေးဖြစ်တယ်ဆိုတော့ကပ္ပိယဒကမကိုပြောဒကမလေးဖုံဖုံကတော့လေရွှေရင်အေးလေးဖုံးပေးခြင်းလိုက်တာဆိုတော့ဒကမလေးကစိတ်မကောင်းရွှေအေးကောင်းကောင်းလေးသွားဝယ်ပြီးဆရာတော်ကြီးကိုကပ်ပေမဲ့လည်းပြိတ္တဒီရှာနဲ့သူမဖုံးပေးနိုင်တော့နှာခေါင်းပေါက်ကရွှေရင်အေးကိုနှာခေါင်းပေါက်ကပိုက်လေးနဲ့ပဲထည့်ရတော့တာပဲအော်စိတ်ကလေးကစားခြင်းလို့သူ့မှာစားခြင်းနဲ့အာတိတဖြစ်ပေမဲ့ဇိမ်ဝပတာရပြက်နေတော့အဲ့ဒီအစားအသောက်အရသာမခံနိုင်တော့စိတ်ပဲစားခြင်းကလည်းဒီစိတ်ပဲမစားခြင်းဆိုတာဒီစိတ်ပဲဘလောက်ပဲကောင်းတဲ့အစားအသောက်ပဲဖြစ်ဖြစ်ဟိုကျမရေမကောင်းလို့တုတ်ကွေးပြီးတော့ရှာပြက်နေပြီဘာအရသာမရှိတော့ပြောင်းမလို့စားခြင်းမစားခြင်းသည်ကိုယ့်ရဲ့ဗိုက်ပြည့်ခြင်းမပြည့်ခြင်းပေါ်မှာပဲမူတည်တယ်ကိုစားခြင်းမစားခြင်းပေါ်မှာပဲမူတည်တယ်အရသာရှိခြင်းမရှိခြင်းဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဗိုက်ပြည့်ရင်ပြီးတာပဲဆိုတဲ့စိတ်ကလေးနဲ့ဒါလေစားနိုင်အောင်ကြိုးစားအစားအသောက်ကိုသိခံနိုင်အောင်ကြိုးစားဘယ်နေရာမှာပဲဖြစ်ဖြစ်အစဉ်ပြေတယ်သိခံတာအစားအသောက်လည်းသိခံရဒုတိယသိခံဖို့ကအစားပြီးတော့စကားကလည်းသိခံရမယ်စကားလုံးတွေကိုလိုက်ခံစားလို့ပြဿနာတက်တာနေရာတိုင်းမှာအစဉ်ပြေခြင်းချိန်တိုင်းမှာအစဉ်ပြေခြင်းဘယ်သူနဲ့ပဲဖြစ်ဖြစ်အစဉ်ပြေခြင်းစကားသိခံပါစကားလုံးတွေသိခံရမယ်လူတွေအဲ့စကားလုံးတွေလိုက်ခံစားတာဟောခက်ကြမ်းကြမ်းပြောလိုက်လို့ဆိုတဲ့အဲ့မကြားခြင်းတဲ့အတန်တွေကြားလိုက်လို့ဖြစ်တဲ့ဒေါသဟိုကြိုက်တဲ့သချင်းလေးနားထောင်လိုက်ရလို့ဖြစ်ပေါ်လာတဲ့ခံစားချက်ဝမ်းသာမှုကျေနပ်မှုမလေးဒီနားကကြားတာပါပဲပြိတ္တရေနော်ဆဲတန်လည်းဒီနားကကြားတာပါပဲသချင်းတန်လည်းဒီနားကကြားတာပဲသချင်းတန်လေးကျတော့လိုက်ပြီးတော့ตายရပြီးညီးတောင်ညီးလိုက်တယ်အဆဲတန်ကျတော့ဒီစကလုံးကခံအောင်မခံနိုင်ဘူးဆိုတော့စကားလုံးစကလုံးတွေကိုလိုက်ခံစားတာပြဉ္ညတ်တင်မှာတတ္တဝါတွေဒုက္ခရောက်တာကြောင့်ဘသူကဘလို့ပြောတယ်ဆိုတာတွေခေါင်းနဲ့ထည့်မထားပါနဲ့အဲ့ဒီစကလုံးတွေကြောင့်တတ္တဝါတွေဒုက္ခရောက်တာအတန်ကြောင့်ဖားသေးဆိုဗမာစကားဟုတ်မလို့ဘာမှဒီစကလုံးတွေလိုက်မခံစားနဲ့ပြီးရင်ပြီးသွားပဲဆိုရဲအတွေ့လေးထားလိုက်လို့ရှိရင်စကလုံးကြောင့်ဒုက္ခရောက်စရာမရှိဘူးစကားဆိုတာချစ်ရင်အကောင်းပြောခိုင်းရမဟုတ်ရင်အဆိုးပြောခိုင်းရကိုယ်နဲ့တဲ့ရင်ကောင်းတာလေးပြောမှာကျန်တာမကြည့်နိုင်တဲ့ social network တွေမှာ Facebook မှာသူပြိတ္တတဲ့သူရှိဟိုကိုတင်တဲ့ status လေးနိကိုကြိုက်တဲ့လူကတော့ဘာတင်နေဩ like တွေပဲဟို good very good တွေပဲကိုနဲ့မကြိုက်တဲ့လူကိုယူရတာမကြိုက်တဲ့လူကဘလောက်ပဲကောင်းတဲ့ဟာတင်နေအောက်ကနေပြီးအဲ့ဒါဆဲတော့တာပဲစကားလုံးကိုလိုက်ခံလာတာကိုရီးယားလည်းပဲအဲ့ဒါဘလောက်မြန်ဆိုလဲ like ဘလောက်မြန်ရမလဲ comment တွေဘလောက်မြန်တက်မလဲဘလောက်မြန် share မလဲအော်အတုတွေပေါ်မှာ screen တွေပေါ်မှာပြဿနာတက်နေကြတာပဲမိမြန်ပြတ်တယ်ဘာမှမရှိတော့ဒါဘာမှမသိရင်ဘာမှမခံစားဘူးဆိုတာတစ်ခါခါကျတော့မသိတာကကောင်းတာပဲနော်ဒါကြောင့်မို့စကားလုံးတွေကိုသိခံနိုင်ရင်ချမ်းသာတယ်အစာသိခံပါစကားသိခံပါတတိယကနေရာသိခံပါနေရာလည်းတော်ကြောဆရာကောင်းတယ်ပြည်ဒီနေရာမနေရလို့ဆိုတဲ့စိတ်ကလည်းပဲတတ္တဝါတွေကိုအိတ်တောင်မပြောဘူးဟိုအလုံးလုံးတဲ့လူကြုံရကြုံတဲ့နေရာမှာအိတ်ရတာဒါပေမဲ့ကိုတချို့ကြောင့်နေရာလေးပြောင်းသွားတာနဲ့အိတ်မပြောဘူးနေရာအပေါ်မှာဖြစ်တဲ့ attachment ကတော်တော်ကိုပူလောင်ပိုဆိုးတာကယာဒူးနေရာတွေမရလို့ဆိုနေရာတွေမှာတိုက်ခိုက်နေကြတာပိုဆိုးတယ်ယာဒူးလေးတိုးအောင်နေရာလေးရအောင်ဖားလိုက်ရတာလက်ထိုးရလိုက်ရတာဟိုတုန်းကဆိုအဲ့ဒီနေရာကြောင့်ပြဿนาတွေတက်တာဆိုဒီနေရာလေးဖယ်ပေးနိုင်တဲ့ဆွမ်းအားရှင်သိကောင်းပါပဲတတ္တဝါတွေကနေရာအပေါ်မှာဖြစ်တဲ့နေရာအပေါ်မှာตาရတဲ့ attachment အာဝါဒမစ္စည်းရတာသိကြောက်เสียကောင်းနေရာဖယ်ပေးရတာလေတတ္တိပဲတတ္တိရှိမှနေရာဖယ်ပေးရတာတတ္တိမရှိရင်နေရာကိုတွေ့ထားလို့နေရာပျောက်မှကြောက်လို့ဒုက္ခရောက်နေတဲ့ဘုန်းကြီးတို့နိုင်ငံလည်းတော်တော်ကြာခဲ့ပြီနော်လူတွေမှာယာဒူးလေးရလာတဲ့နေရာလေးရတယ်အဲ့ဒီနေရာငါနေရာဘယ်သူလူမလဲဆိုပြီးတော့လေအဲ့ဒီနေရာလူတဲ့လူကိုအမျိုးမျိုးဒုက္ခပေးကြတာနေရာလေးဖယ်ပေးရမှာဆိုတခါကဘုန်းကြီးတို့ကိုချင်းစာကြည့်စဉ်းစားကြည့်စာတင်သားဘဝကလိုင်းကားတွေစီးတယ်ကဘာအေးကနေပြီးတော့မြောက်ကလာကဘာအေးကနေစုလေကားပေါ်တက်လိုင်းကားပေါ်မှာထိုင်ကုန်နေရာမှာရပြီးတော့နေတဲ့
စားရစီလာတဲ့ကျောင်းသားကျောင်းသူလူငယ်အရွယ်လေးတွေပဲတခါခါကျတန်ဃာတော်များနေရာမှာသူတို့ထိုင်နေတာတန်ဃာတော်တွေတက်လာရင်ဖယ်ပေးရမှာကြောက်လို့မတိကြံဆောင်ပြီးတော့အိမ်ငိုင်နေတာလည်းရှိတယ်တချို့ကလည်းတကြီးရွယ်တွေတက်လာတယ်လူငယ်လေးတွေနေရာရနေတာပဲကိုဝင်ဆောင်မျိုးသမီးတွေတက်လာတယ်နေရာရနေတာပဲနေရာလေးဖယ်ပေးလိုက်အဖိုးအဖွားတို့ကြွပါလို့နေရာအလှလေးတောင်ရတဲ့အပြင်ကုသိုလ်တွေတောင်ရသေးတာဒါပေမဲ့လူတွေတော်တော်များများလူငယ်တော်တော်များများသူ့နေရာလေးပြောင်းပါဆိုလို့ဖုန်းလေးပို့နေတာစာအုပ်လေးကြည့်နေတာအိမ်ငိုင်နေတာမသိကြအောင်ဆောင်နေကြနိုင်ငံခြားတိုင်းပြည်တိုးတက်တဲ့တိုင်းပြည်တွေမှာအဲ့ဒါကလေစာရိတ္တပညာကျောင်း education မှာကသင်ထားပေးတာဆိုတော့လူငယ်လေးတွေဘာပြောစရာမရှိလူကြီးတွေတက်လာရင်သူတဲ့ကအလူရဲ့နေရာဖယ်ပေးကြဘုန်းကြီးတို့နိုင်ငံမှာအဲ့ဒါတွေပျောက်သွားနေရာဖယ်ပေးရမှာကြောက်ဆိုတော့ခေါရိုးကျိုးသွားတဲ့စိတ်ဓာတ်တွေနဲ့စနစ်ဆိုးမှာလူဖြစ်လာရတဲ့ပညာရေးစနစ်မှာလူဖြစ်လာရတဲ့ကလေးတွေမှာဒီအသည့်လေးတွေအားနေသွားတဲ့အခါကျဘုန်းကြီးကသူတို့ကိုအပြစ်မပြောဘူးတခါကဘလို့တွေးတယ်ဆို45မိနစ်လောက်တနာရီလောက်စီးရမယ်ဒီထိုင်ကုန်နေရလေးတော့ဖယ်ပေးရမှာကြောက်လို့မသိကြအောင်ဆောင်းနေကြသေးရင်မှာအမြင့်ဆုံးနေရာတို့ယာတုကျွကျွနေရာမှာရှိနေတဲ့လူတွေမဖယ်ပေးကြဘူးဆိုတာလည်းပဲတနည်းအားဖြင့်ကိုချင်းစာလို့ရပါလားဒီလိုတွေးရနေရာဖယ်ပေးရမှာကြောက်တာ။ဒါမှမဟုတ်ဒီနေရာရမှဖြစ်မယ်ဆိုတဲ့အတွေ့အကြုံလည်းတတ္တဝါတွေကိုပူလောင်စေတတ်တဲ့အတွက်ကြောင့်ဘယ်နေရာမှာပဲဖြစ်ဖြစ်နေတတ်အောင်ကြိုးစားရနေရာကိုသိခံနိုင်ချမ်းသာတာဘယ်နေရာမှာပဲဖြစ်ဖြစ်ပရိသတ်ရေမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဒိဋ္ဌိတွေကိုသွားချွတ်တဲ့အခါကျမှဒိဋ္ဌိတွေကဘုရားကိုကြောင်းနဲ့ပေးမဝင်ဘုရားကလေမီတင်းကိုထဲမှာနေရမီတင်းကိုထဲမှာတရင်သုံးတဲ့ဘုရားလေကြီးမိုးကြီးကြပြီးတော့ရာသီဥတုမကောင်းလို့ဒုက္ခရောက်နေချိန်ဟိုမှာဒိဋ္ဌိတွေကတော့သူတို့ကြောင်းသင်္ကန်းထဲမှာကောင်းကောင်းအိပ်ပျော်နောက်နေ့မနေ့မိုးလင်းတော့ဘုရားမီတင်းကိုထဲမှာတွေ့တော့ဘောဓမအံ့ဩနေဘောဓမဒီလောက်ရာသီဥတုတွေရှိနေတာဒီလောက်ပူပြင်းတဲ့နေရာကြီးမှာညကအိပ်ကောပျော်ရဲ့လားဘုရားကပြန်မိတ်နေဘောဘဒေါသမောဟကိလေသာတွေမရှိတဲ့ငါအတွက်နေရာတိုင်းမှာငြိမ်းချမ်းပြီးသားပဲနေရာတိုင်းမှာအေးချမ်းပါပဲတတ္တဝါတွေအတွင်းကပူလို့အပြင်ကပူတာပဲလောဘဒေါသမောဟကင်းနေဘယ်နေရာမှာပဲဖြစ်အစဉ်ဖြစ်ဆိုတော့ဒါကြောင့်လို့နေရာတိုင်းမှာအစဉ်ပြေခြင်းနေရာလေးကိုလည်းသိခံရတယ်လူတိုင်းနဲ့အစဉ်ပြေရောက်တဲ့နေရာမှာသိခံနိုင်အောင်ကြိုးစားရတယ်အဲ့ဒါလေးသိခံရင်အားလုံးโอเคသွားတာပဲနော်ဒါကြောင့်မို့အစာသိခံစကားသိခံနေရာသိခံနောက်ဆုံးသိခံရမယ့်အချက်ကအရေးကြီးတယ်နေရာတိုင်းမှာဘယ်သူနဲ့ဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဖြစ်အစဉ်ပြေရင်ပုဂ္ဂိုလ်သိခံရတယ်ပုဂ္ဂိုလ်ဆိုတာလေသူနဲ့ကိုယ်နဲ့တူမှမတူလားလူအမျိုးမျိုးဇယိုက်အထွေထွေကာရက်တာအမျိုးမျိုးနဲ့တွေ့ကြုံဖြတ်သန်းရမယ်လူတွေနဲ့တွေ့တဲ့အခါမှာလူအချင်းချင်းကိုယ်စိတ်တိုင်းမကြလို့ဒေါသဖြစ်ရင်ဘယ်တော့မှစိတ်တိုင်းကြမှာမဟုတ်တော့ကိုယ်သဘောတိုင်းမဖြစ်လို့သူ့အပေါ်မှာဒေါသတွေဖြစ်တယ်မကျေမနပ်ဖြစ်ဘယ်တော့မှဖြစ်မှာမဟုတ်တော့ဘာဖြစ်လို့ဆိုကိုယ်တော်မှကိုယ်စိတ်တိုင်းကြမှာမဖြစ်တာကိုယ်တော်မှကိုယ်အလိုတိုင်းမှမဖြစ်တာရမလို့ပုဂ္ဂိုလ်တွေအပေါ်မှာလည်းပဲကိုနဲ့သဘောမတူလို့ကိုနဲ့အစင်မပြေလို့ဆိုပြီးတော့လောကတွေဖြစ်မနေပါနဲ့ဒေါသတွေဖြစ်မနေပါနဲ့သူတို့ကိုသိခံနိုင်အောင်ကြိုးစားရလူတွေမှာအနေနေလာရင်အစင်ပြေဖြစ်သွားတဲ့လူတော်တော်များများရှားတယ်အဝေးပေါင်းတာကောင်းအနေနီးတော့တယောက်နဲ့တယောက်ကာရက်တာတွေသိသွားတယ်တယောက်နဲ့တယောက်အားနည်းချက်တွေသိသွားတဲ့အခါကျတော့လူတွေမှာအစင်မပြေတာများတယ်ဒါပေမဲ့အားနည်းချက်ကိုအားသာချက်အဖြစ်ပြောင်းပြီးနေထိုင်နိုင်တဲ့လူတွေကြတော့အဆင်ပြေသွားဒီလူကဒီလိုပြောတတ်တာပါလားဒါသူ့အကျင့်လေးပါလားလို့အဲ့လိုမျိုးသူ့ရဲ့သဘောတဘာဝလေးကိုသိသွားရင်သူနဲ့ကိုယ်နဲ့အဆင်ပြေသွားတာတချို့ကဒီသဘောလေးကိုမသိတဲ့အခါကျငါ့ကိုဒီလိုပြောရကောင်းလားငါ့ကိုဒီလိုဆက်ဆံရကောင်းလားဆိုပြီးတော့သူ့အပေါ်မှာသွားပြီးတော့လိုက်ခံတာလူကကိုယ့်ကိုယ်မကြည့်ဘဲနဲ့သူများကိုကြည့်တတ်တဲ့ပုံကိုယ်တွေဆိုတော့သူများကိုပဲကိုယ်နဲ့လိုက်ညှိနေတော့တာသူများကိုကိုယ်နဲ့ညီအောင်လိုက်ညှိနေတယ်များဘယ်တော့မှကြည်ပွားမှာမဟုတ်ဘယ်တော့မှချမ်းသာမှာမဟုတ်ဘယ်တော့မှအဆင်မပြေမှာမဟုတ်ကိုယ့်ဘာသာကိုစိတ်နဲ့ကိုယ်ပဲညီအောင်ညှိရင်ဘယ်လိုပုံကိုမျိုးနဲ့ပဲလာစင်ပြေအောင်ပေါင်းနိုင်တယ်တဲ့။ဒါမှမဟုတ်သိခံဖို့ခက်ခဲတဲ့အရာတွေထဲမှာကိုကအစားသိခံနိုင်အောင်ကြိုးစားပါစကားသိခံနိုင်အောင်ကြိုးစားပါနေရာသိခံနိုင်အောင်ကြိုးစားပါဘယ်လိုပုံကိုမျိုးဖြစ်သူ့ရဲ့သဘောတဘာဝကိုသူ့ရဲ့ကာရက်တာလေးကိုသိအောင်သိခံနိုင်အောင်ကြိုးစားလိုက်စမ်းပါအဲ့ဒီအချက်၄ချက်သိခံနိုင်ပြီဆိုရင်နေရာတိုင်းမှာအဆင်ပြေပါတယ်ချိန်တိုင်းမှာအဆင်ပြေပါတယ်လူတိုင်းမှာအဆင်ပြေပါတယ်တ
သိခံရမယ်ဒုတိယအချက်ကခွင့်လွတ်နိုင်အောင်ကြိုးစားရခွင့်လွတ်ဖို့ခက်တယ်ဖေယားခက်တာပေါ့ဘုန်းကြီးတို့လည်းခက်တာပဲပုထုဇဉ်တစ်ပါးဒါပေမဲ့ခက်လို့ဆိုပြီးတော့ခွင့်မလွတ်နိုင်ဘူးဆိုပြီးတော့အဲ့ဒီစိတ်ကလေးကိုယ့်ရင်မှာပိုက်ကြည့်ပါလားခွင့်မလွတ်နိုင်ဘူးကောင်းပြီခွင့်မလွတ်နိုင်တော့ဟိုဘက်ကလူကသိမသိတော့မသိဘူးခွင့်မလွတ်နိုင်ဘူးဆိုတော့ကိုယ့်ရဲ့စိတ်ကဘယ်လောက်များပင်ပန်းလဲခွင့်မလွတ်နိုင်လို့အညိုတေးထားအဲ့ဒါအာဃာတဒေါသရဲ့သဘောတည်းခွင့်လွတ်ဖို့ခက်တယ်တချို့ခွင့်လွတ်လိုက်ရင်အနိုင်ယူလိုက်မယ်ပို့ဆိုးသွားလိုက်မယ်မဆိုးပါဘူးခွင့်လွတ်နိုင်တယ်ဆိုတဲ့ဟာကသူ့ကိုခွင့်လွတ်တာမဟုတ်ဘူးတကယ်တမ်းကျတော့လေခွင့်လွတ်လိုက်တာသူ့ကိုခွင့်လွတ်တာမဟုတ်ကိုခွင့်လွတ်လိုက်တာလူတွေကခွင့်လွတ်တာသူများကိုခွင့်လွတ်တယ်လို့ထင်တာမဟုတ်ဘူးကိုခွင့်လွတ်လိုက်တာကိုယ်တဏ္ဍာမှာရှိနေတဲ့အကုသိုလ်စိတ်တွေကိုယ်တဏ္ဍာမှာရှိနေတဲ့မကျေနပ်ချက်တွေကိုယ်တဏ္ဍာမှာရှိနေတဲ့အဲ့ဒီအနိုင်ယူတဲ့စိတ်တွေဒေါသစိတ်တွေကိုကိုယ့်ဘာသာကိုပဲခွင့်လွတ်လိုက်တာကိုယ့်ဘာသာကိုလျှော့လိုက်တာကိုယ့်ဘာသာကိုလျှော့လိုက်တော့သူများကအတိမသိတော့မသိဘူးလောလောဆယ်ခွင့်လွတ်နိုင်တဲ့လူကကိုယ်တိုင်အရင်ခွင့်လိုက်တဲ့လွတ်သွားတော့တာပူလောင်မှုတွေလွတ်သွားတယ်ပူလောင်မှုတွေလျော့သွားတယ်အတော့ကိုပဲခံစားချက်လေးတွေလျော့သွားတဲ့အခါကျသူ့ကိုခွင့်လွတ်လိုက်တာနဲ့ကိုယ့်ဘာသာကိုအရင်ပေါ့သွားတော့တာခွင့်မလွတ်နိုင်ဘူးဖေယားကောင်းပြီခွင့်မလွတ်နိုင်တော့ဘာဖြစ်မလဲခွင့်မလွတ်နိုင်လေပူလေပဲခွင့်မလွတ်နိုင်လေခံစားလေပဲခွင့်မလွတ်နိုင်လေပိုဆိုးလေပဲခွင့်လွတ်ခြင်းနဲ့ဆွန့်လွတ်ခြင်းဘုန်းကြီးတို့တခါပြောမှုပါတယ်ခွင့်မလွတ်နိုင်ရင်ဆွန့်လွတ်လိုက်တော့မဆွန့်လွတ်နိုင်ဘူးဆိုခွင့်လွတ်လိုက်တော့ဒီစကားလုံးလေးကသိတ္တမို့ရှိတရားရောက်နဲ့ပတ်သက်ပြီးတော့တခုခုနဲ့ပတ်သက်ပြီးတဦးနဲ့ပတ်သက်ပြီးသူနဲ့ကိုယ်နဲ့အတူနေရမှာတွဲနေရမှာလှုပ်နေရမှာလှုပ်နေရမယ်လူချင်းဆိုရင်လေပြည့်တဲ့ရှေ့လက်တွဲရမှာဆိုရင်ကိစ္စဝိစ္စတချို့တော်တော်များများသူနဲ့ပတ်သက်တဲ့အစင်မပြေတာမှုတွေမကျေနပ်ချက်မှုလေးတွေကိုကခွင့်လွတ်ပေးနိုင်အောင်ကြိုးစားခွင့်မလွတ်နိုင်တော့ဘူးဆိုရင်ဆွန့်လွတ်လိုက်တော့မဆွန့်လွတ်နိုင်ဘူးဆက်သွားမှဖြစ်မှာဆိုရင်ခွင့်လွတ်နိုင်အောင်ကြိုးစားအဲ့နှစ်ခုတခုကို choice လုပ်ပါခေါင်းဆုံးကတော့ခွင့်လွတ်လိုက်ပါသူ့ကိုလွတ်ထားမို့ကိုယ့်ကိုလွတ်လိုက်တာကိုယ့်ဘာသာကိုခွင့်လွတ်နိုင်ရင်ကိုယ့်ဘာသာကိုတတ်တာလည်းပဲခွင့်မလွတ်နိုင်ဘူးဆိုတဲ့အဲ့ဒီစိတ်ကသူများကိုပူလောင်တာမဟုတ်ကိုယ့်ကိုအရင်ပူလောင်တာဆိုတော့လေအစဉ်ပြေခြင်းခွင့်လွတ်နိုင်အောင်ကြိုးစားဘာမှခေါင်းထဲမှာထည့်မထားနဲ့အဲ့ဒီစကားလုံးတွေကိုခံစားလို့တတ္တဝါတွေမှာခွင့်မလွတ်နိုင်ဘူးခွင့်မလွတ်နိုင်ဘူးဆိုတာကအမျက်ဒေါသကိုကိုယ်ခေါင်းထဲမှာထည့်ထားလို့ခွင့်မလွတ်နိုင်တာမကျေနပ်ချက်ကိုကိုယ်ခေါင်းထဲမှာသိမ်းထားလို့ခွင့်မလွတ်နိုင်ပြောမယ်ဆိုရင်ဒီနေ့ခေတ်စကားနဲ့ပြောအစာမကြေတဲ့အချက်ကလေးကိုဆွတ်ထားလို့ခွင့်မလွတ်နိုင်ငါ့ကိုဒီလိုပြောရကောင်းလားဒီလိုဆက်ဆံရကောင်းလားဆိုရယ်အဲ့ဒီအတွေးကကိုယ်ခေါင်းထဲမှာရှိနေတဲ့အတွေးကြောင့်သူနဲ့ပတ်သက်တဲ့လှုပ်ဆောင်ချက်မှန်သမျှခွင့်မလွတ်နိုင်ဘူးခွင့်မလွတ်နိုင်ရင်ခွင့်မလွတ်နိုင်တဲ့လူကအရင်ခံစားရတာပဲဆိုတော့ပြည့်တဲ့ဘာပဲဖြစ်ဖြစ်ခွင့်လွတ်ကြည့်လိုက်ပါခွင့်လွတ်တာသူများကိုလွတ်တာမဟုတ်ကိုယ့်ကိုယ်လွတ်တာဖြစ်တဲ့အတွက်ကြောင့်ကိုခွင့်လွတ်နိုင်ကိုအရင်တတ်တာမယ်ကိုခံစားချက်တတ်တာမယ်ကိုအရင်ငြိမ်းချမ်းမှာဖြစ်တဲ့အတွက်ကြောင့်ဘဝမှာအစဉ်ပြေခြင်းခွင့်လွတ်နိုင်အောင်လဲကြိုးစားရဒီလဲသိခံရမယ်သိခံပြီးရင်ခွင့်လွတ်နိုင်အောင်လဲကြိုးစားရမယ်ဒီနှစ်ခုရှိနေနဲ့အစဉ်ပြေပြီလားတော်တော်များများပြေနေပါပို့ပြီးအစဉ်ပြေခြင်းတော့မေတ္တာထားနိုင်အောင်ကြိုးစားမေတ္တာဆိုတာအကျိုးလိုလာတာလူတွေကမေတ္တာပို့တယ်ဆိုရင်လေလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စီမြဲပါစေဒီခေါ်လိုက်ကြရှိရင်ကြအတန်ပြေကြီးနဲ့ပို့နေတာကိုမေတ္တာပို့တယ်လို့ထင်နေတာမှန်ရင်မေတ္တာရဲ့အဓိကအဓိပ္ပာယ်ကအကျိုးလိုလာတာအကျိုးဆောင်ပေးတာအကျိုးပြုပေးတာအကျိုးလိုလာတဲ့စိတ်ကလေးနဲ့ဆောင်ရွက်ပေးတာအဲ့ဒါမေတ္တာလို့မေတ္တာကလည်းပဲမေတ္တာ၃မျိုးရှိတယ်လက်တွေ့ကျင့်သုံးလို့ရတဲ့မေတ္တာကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာကိုယ်မူရလေးနဲ့သူ့အကျိုးကိုလိုလားတယ်အဲ့ဒါကာယကမေတ္တာပဲလမ်းသွားရင်လမ်းပြတ်ကူးတယ်အဖိုးတွေအဖွားတွေမနိုင်မင်းနဲ့လမ်းကူးနေတယ်ထုပ်လေးကူးတယ်ပြီးအဖွားသားတယ်ပြီးမယ်သမီးတယ်ပြီးမယ်အဖွားရဲ့အကျိုးကိုလိုလားတာအဖိုးရဲ့အကျိုးကိုလိုလားတာအဲ့ဒါကာယကမေတ္တာပဲလူတွေလက်တွေ့ပေါ်တယ်မှာအဲ့ဒီကာယကမေတ္တာတာကျင့်သုံးနိုင်စမ်းကျင့်သုံးကြည့်လိုက်စမ်းတယောက်နဲ့တယောက်အဲ့ဒီအကျိုးလိုလားတဲ့စိတ်ကလေးနဲ့တာဆက်ဆံကြည့်ဘဝကတော်တော်ကိုအဆင်ပြေမိသားစုထဲမှာလည်းထို့အတူပဲမေတ္တာကိုအခြေခံနိုင်အဲ့ဒီမိသားစုငြိမ်းချမ်းတယ်သားကလည်းပဲအမေအကျိုးကိုလိုလားတယ်အဲ့ဒါမေတ္တာကိုအခြေခံတာအမေကလည်းသားအကျိုးကိုလိုလိုက်အဲ့ဒါမေတ္တာကိုအခြေခံတာ
ယောက်ျားကလည်းအမျိုးသမီးမိန်းမရဲ့အကျိုးကိုလိုလားတယ်မိန်းမကလည်းယောက်ျားရဲ့အကျိုးကိုလိုလားတယ်ဟောအဖေကလည်းအမေရဲ့အကျိုးကိုလိုလားတယ်အမေကလည်းအဖေရဲ့အကျိုးကိုလိုလားမိသားစုထဲမှာပဲအဲ့ဒီအကျိုးလိုလားတဲ့စိတ်ကလေးနဲ့ဆက်ဆိုင်ကိုယ်အမူအရာနဲ့အကျိုးလိုလားရင်ကာယကမေတ္တာစကားလုံးလေးနဲ့အကျိုးလိုလားရင်ဝစီကမေတ္တာဝစီကမေတ္တာလေးပေးကြည့်ပါတစ်ခါကြာရင်မိတ်ဆွေပေါင်းသင်ချင်းတောကတွေဖြစ်တဲ့ကိုယ်ကိုယင်လာဖွင့်စကားလုံးလေးနဲ့သူ့အားတက်အောင်သူ့အကျိုးလေးတွေရော့မှသွားကောင်းကျိုးလိုလားတဲ့စိတ်ကလေးနဲ့ကောင်းတဲ့စကားလေးတွေပြောပေးအဲ့ဒါဝစီကမေတ္တာပဲဘာမှပတ်စံမကုန်လိုက်ပဲတဲ့ရတဲ့ကုသိုလ်တွေပဲစကားလေးကောင်းကောင်းလေးတွေပြောပေးတာအဲ့ဒါဝစီကမေတ္တာစကားလုံးလေးနဲ့အကျိုးရှိအောင်လုပ်ပေးတာအဲ့ဒါဝစီကမေတ္တာဟုတ်ဘုန်းကြီးတို့တရားဟောပေးနေတယ်ကာယကမေတ္တာကိုဝစီကမေတ္တာကိုမနောကမေတ္တာကိုပါနေတာတရားနာတဲ့သူတွေကိုအကျိုးလေးတွေဖြစ်ထွန်းပါစေနာရတဲ့အခိုက်တဲ့တရင်ကအခိုက်တန့်လေးပဲဖြစ်ဖြစ်ငြိမ်းချမ်းမှုလေးရသွားပါစေအဲ့ဒါမေတ္တာကိုအခြေခံတာပဲနော်ဒါကြောင့်မလို့မေတ္တာဆိုခေါ်နိုင်ကြရှိရင်ညာအတန်ပြေကြီးနဲ့ပို့နေမှမေတ္တာမဟုတ်တချို့ကအတန်ပြေကြီးနေတာပို့နေတာစိတ်ကမရောက်တော့မေတ္တာကအစွမ်းမထက်ပါဇက်ကလုံးစုံများစွာတတ္တဝချမ်းသာကိုယ်စိမြဲပါစေ၄နာရီခွဲလောက်ထားအော်လက်ကဖြန်းဆိုချင်းပိတ်ရိုက်အဲ့ဒီမေတ္တာအစွမ်းမထက်မနောကံကလည်းဘယ်ရောက်နေမှပဲဗဇက်ကလာអော်နေတာကာယကံကတော့လက်တတ္တဝါသွားရိုက်လိုက်တာခြင်းလေးသွားရိုက်တယ်အဲ့ဒီမေတ္တာအကျိုးသက်ရောက်မရှိဘူးအဲ့မေတ္တာဆိုတာကကာယကံမေတ္တာဝစီကံမေတ္တာအဓိကအဲ့မနောကံမေတ္တာစိတ်ကလေးကအာယုံပြုတ်နိုင်မှာမေတ္တာအကျိုးပို့ပြီးတော့ကြည်တာစိတ်ကလေးကပါပြီးတော့ကိုယ်မူရာလေးနဲ့အကျိုးလိုလားတယ်စိတ်ကလေးကပါပြီးတော့စကားလုံးလေးနဲ့အကျိုးလိုလားတယ်စိတ်ကလေးကပါပြီးတော့လေစိတ်တက်ကလေးကအဲ့ကိုပြုကျင်တဲ့ကိုအကျိုးပြုကျင်တဲ့လူကိုဒါနဲ့ရောက်နေမယ်ဆိုရင်အဲ့ဒီမေတ္တာ၃မျိုးကကိုရှိမှပြည့်ကိုကဒီ၃မျိုးလုံးနဲ့ဆက်ဆံနေကိုနဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်ကလည်းပဲအဲ့ဒီမေတ္တာရဲ့ဓာတ်ကိုခံစားရပြီးတော့မေတ္တာထားတဲ့စိတ်ကလေးကတတ္တဝါတွေမှာလုပ်ငန်းခွင်မှာလည်းအဆင်ပြေသွားဒါကြောင့်မလို့ဘုရားသွားပြီးတော့မေတ္တာပို့မှမေတ္တာမဟုတ်ပါဘူးနော်ဘုရားရှင်ရှိမှထိုင်ပြီးတော့မေတ္တာသုတ်တွေအကုန်လုံးရွတ်နေမှမေတ္တာမဟုတ်ပါဘူးမေတ္တာပို့တာမဟုတ်ပါဘူးမေတ္တာဆိုတာတယောက်နဲ့တယောက်အကျိုးလိုလားတဲ့စိတ်ကလေးဖြစ်တဲ့အတွက်ကြောင့်တဦးနဲ့တဦးဘယ်နေရာမှာပဲဖြစ်ဖြစ်အကျိုးလိုလားတဲ့စိတ်ကလေးနဲ့ဆက်ဆံကြည့်လိုက်စမ်းပါသူကလည်းကိုယ်အကျိုးလိုလားကိုကလည်းသူ့အကျိုးလိုလားနေရာတိုင်းမှာအဲ့ဒီစိတ်ကလေးနဲ့ဆက်ဆံရင်အားလုံးဟာမေတ္တာဓာတ်တွေကြောင့်ငြိမ်းချမ်းသွားမှာမေတ္တာမထားနိုင်တော့တယောက်နဲ့တယောက်အကျိုးမလိုလားတဲ့စိတ်တွေနဲ့လေသူကြီးွားရင်ကိုကမနာလို့ဖြစ်သူချမ်းသာရင်ကိုကမကြင်မနှက်ဖြစ်အကျိုးမလိုလားဘူးသူအကျိုးမလိုလားတော့သူဆိုးဖြစ်အောင်ပဲစဉ်းစားမေတ္တာဓာတ်အားကောင်းရင်အကျိုးဆောင်တဲ့စိတ်တွေပိုများတယ်မေတ္တာဓာတ်နည်းလို့ဒေါသစိတ်အားကြီးရင်ဒေါသကဖျက်ဆီးတာဖျက်ဆီးအောင်လုပ်တာဒေါသသမားကပျက်စီးဖို့ပဲကြံတယ်ဖျက်ဆီးဖို့ပဲစဉ်းစားတယ်ကိုယ်ကိုလည်းဖျက်ဆီးတယ်ပတ်ဝန်းကျင်ကိုလည်းဖျက်ဆီးတယ်ဒေါသအားကြီးတဲ့ပုံဒေါသတွေများလာတာနဲ့အမျှလေလောကကိုတော့ဘယ်တော့မှကောင်းကျိုးမဖြစ်ဒေါသအားကြီးလာတာနဲ့အမျှဒေါသသမားကသူ့ကိုယ်ကိုသူအရင်ဖျက်ဆီးတယ်ပြီးရင်ပတ်ဝန်းကျင်လောကကြီးတစ်ခုလုံးကိုဖျက်ဆီးတာပျက်စီးစေဒေါသကပျက်စီးတဲ့သဘောရှိတယ်ဖျက်ဆီးတဲ့သဘောရှိတယ်မေတ္တာကြတော့အကျိုးပြုပေးတဲ့သဘောရှိအကျိုးလိုလားတဲ့သဘောရှိနော်မေတ္တာအားကောင်းတဲ့ပုဂ္ဂိုလ်ဘယ်လိုလေးလုပ်ပေးလိုက်ရမလဲဘယ်လိုလေးဆောင်ရွက်ပေးလိုက်ရမလဲဘယ်လိုလေးကောင်းအောင်လုပ်ပေးလိုက်ရမလဲဒီလိုပဲတွေးတာဘုန်းကြီးတို့အခုအများအကျိုးတွေဆောင်ရွက်နေတာအရင်တုန်းကတော့ကိုယ်ပဲရယူခြင်းနဲ့စိတ်တွေများငါရခြင်းနဲ့ငါလိုခြင်းနဲ့ငါပိုင်ဆိုင်ခြင်းနဲ့ဘာလေးပဲရရလက်လာပါလဲရကိုယ့်အတွက်ပဲစဉ်းအခုတော့မဟုတ်တော့ဘူးအများကျိုးကိုလုပ်ပေးခြင်းနဲ့စိတ်ကလေးရှိနေတော့လေရလိုက်ရင်ဘယ်လိုလေးလုပ်ပေးရလိုက်ရမလဲဘယ်လိုလေးကောင်းကျိုးပြုပေးလိုက်ရမလဲရက်ကျိုးရွာကျိုးဘယ်လိုလုပ်ပေးအကျိုးလိုလားတဲ့စိတ်တွေနဲ့အများအကျိုးကိုပဲဆောင်ရွက်ခြင်းနဲ့စိတ်တွေများတော့တခါလေးဘုန်းကြီးတို့နိုင်ငံခြားခဏနာသွားတယ်သုံးနိုင်တာပဲbusiness class ဝယ်ပြီးတော့ထိုင်ကုန်စီးသွားလင်းလက်မှာတပည့်ချနော်10သိန်းကို business class ရင်30လောက်ပေးရတခါကျမ်းမာရင်မကောင်းဘူးဘုန်းကြီးကငါ30ကြီးသုံးရမယ်စား10သိန်းလောက်ပဲကုန်ပြီအဲ့ပိုတဲ့10သိန်းကိုဘယ်ထဲကိုလှူလိုက်ရင်ကောင်းမလဲဘာလေးလုပ်လိုက်ရင်ကောင်းမလဲအဲ့ဒီစိတ်ကလေးဝင်တော့ကိုယ့်ကိုပင်ပန်းခံပြီးတော့အဲ့ဒါ30မသုံးပြီပဲ10သိန်းနဲ့သုံးပြီးတော့ပိုတဲ့10သိန်းကိုအကျိုးလိုလားတဲ့စိတ်တွေနဲ့အများအတွက်ပဲလုပ်ပြီးချင်တာအများနောက်မေတ္တာဓာတ်အားကောင်းတဲ့လူကအကျိုးပြုဖို့ပဲစဉ်းစားတယ်အကျိုးဆောင်ဖို့ပဲစဉ်းစားတယ်ဒေါသအားကြီးတဲ့ပုဂ္ဂိုလ်ကပျက်စီးစေဖို့ဖျက်ဆီးစေဖို့ပဲအမြဲတမ်းကြံစည်နေတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ဘာသာကိုမေတ္တာဓာတ်အားကောင်းပွားများရတီးတန့်မေတ္တာတွေကတီးတန့်တော့ရောက်လာမှာမဟုတ်ဘူးနော်
ဒီတိုင်းထိုင်နေနေတော့မေတ္တာတွေရောက်လာမှုမေတ္တာရဲ့သဘောကလက်တွေ့ကျင့်သုံးလာမှကျင့်သုံးနိုင်တာနဲ့အမျှတဖြည်းဖြည်းသူကအလေးကျင့်နေရရင်ကိုယ်တဏ္ဍာမှာအကျိုးပြုတဲ့စိတ်တွေအများကြီးဝင်လာသူကဘုရားရဲ့တရားတော်တွေကဒီတိုင်းဆုတောင်းနေုံနဲ့ကိုယ့်ရှိရောက်လာတဲ့သဘောမျိုးမဟုတ်လက်တွေ့ apply လုပ်လက်တွေ့ကျင့်သုံးမှသာလဲကျင့်သုံးတဲ့တရားတွေကကိုယ့်ရှိကိုတဖြည်းဖြည်းအကျိုးသက်ရောက်မှုတွေရပြီးတော့တန်ဖိုးတွေရှိလာဘုရားဘာသာမှာဆုတောင်းမှုကိုသိအားမပေးဘူးလက်တွေ့လိုက်နိုင်ကျင့်သုံးမှုကိုပဲဥစားပေးတယ်ဒါကြောင့်မလို့လက်တွေ့ကျင့်သုံးနိုင်တဲ့အများတန်ဖိုးတွေရှိပြီးတော့အကျိုးသက်ရောက်မှုတွေရှိနေတဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်တရားတော်တွေကတန်ဋိဋ္ဌိကဂုဏ်တော်ဆိုကိုယ်တိုင်ဒိဋ္ဌမျက်မြင်သိမြင်နိုင်တဲ့စွမ်းအားရှိတဲ့အတွက်ကြောင့်ဘုရားတရားတော်များကိုဆုတောင်းမှုကိုဥစားမပေးဘဲနဲ့လက်တွေ့ကျင့်သုံးနိုင်ရင်တယောက်နဲ့တယောက်အကျိုးလိုလားတဲ့မေတ္တာထားရင်သူကသူ့အကျိုးကိုကလိုလားတယ်သူကလည်းကိုယ့်အကျိုးကိုလိုလားတယ်အဲ့ဒါဆိုရင်တယောက်နဲ့တယောက်မေတ္တာလေးနဲ့ဆက်ဆံတယ်မေတ္တာနဲ့ဆက်ဆံနေတဲ့လောကကြီးကငြိမ်းချမ်းတာပဲနော်ဒါကြောင့်မလို့အကျိုးလိုလားတဲ့စိတ်တက်လေးတွေသူမကျင့်သုံးရင်လည်းကိုကကျင့်သုံးနိုင်အောင်ကြိုးစားတခါကကိုကအကျိုးလိုလားမယ်သူကကိုအကျိုးမလိုလားတယ်အများကြီးရှိကောင်းပြီ तू ကငါကသူ့အကျိုးလိုလားတာ तू ကငါအကျိုးလိုလားတာမဟုတ်ဘူးဆိုပြီးတော့ तू မလိုလားလဲငါလည်းမလိုလားတော့ဘူးဆိုတော့ तू မလိုလားလို့ကိုလည်းမလိုလားဆိုကိုလည်း तू နဲ့အတူတူသွားမှာतू လိုလားတာမလိုလားတာ तू ကိစ္စကိုဘက်ကသူ့အကျိုးကိုလိုလားပြီးတော့ဆက်ဆံနေကိုဘက်ကမေတ္တာမပြတ်ကိုဘက်ကမေတ္တာမပြတ်လို့ तू ပြတ်နေလဲသူ့အကြောင်းပဲသူ့အကြောင်းကသူ့ကိစ္စဖြစ်သွားမှာကိုကအဲ့ဒါကိုလိုက်ပြီးတော့ခံစားမနေနဲ့ကိုဘက်ကသာအကျိုးလိုလားတဲ့စိတ်ကလေးနဲ့လာဆက်ဆံကြည့်နော်ကိုအကျိုးလိုလားရင်ကိုအကျိုးလိုလားတာနဲ့အများကိုခံစားကိုတိုင်းအကျိုးသက်ရောက်မှုတွေရှိပြီးတော့တန်ဖိုးတွေရှိနေမှာနောက်ပိုင်း तू ကသိသွားမှာ तू သိတာမသိတာသူ့ကိစ္စကိုသိဖို့အရေးကြီးတာကိုလုပ်ဖို့အရေးကြီးတာကိုပြုပြင်ဖို့ကအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်အတ္တယိအတ္တနောနာတော့ကိုပြင်ဖို့အရေးကြီးတာနော်ဒါကြောင့်မြတ်စွာဘုရားရှင်တရားတော်တွေခွင်းတို့ကိုးကားလက်တွေ့ဘဝထဲမှာကျင့်သုံးမယ်ဆိုရင်ဒီနေ့ပြောချင်တာကခွင်းပြောချင်တာလေးကတယောက်နဲ့တယောက်ဘယ်နေရာမှာဖြစ်ဖြစ်ဘယ်သူနဲ့ဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဖြစ်အစဉ်ပြေခြင်းလို့ရှိရင်တိခံနိုင်အောင်ကြိုးစားရတိခံပြီးရင်လည်းပဲခွင့်လွတ်ပေးနိုင်အောင်ကြိုးစားရလူတိုင်းမှာအမှားဆိုတာရှိတာအဲ့ဒီအမှားကြီးကိုခေါင်းထဲထည့်ပြီးတော့ခွင့်မလွတ်နိုင်ဘူးဆိုရင်ခွင့်မလွတ်နိုင်တဲ့လူကခံစားရတာပဲဒါကြောင့်မလို့ခွင့်လွတ်တယ်ဆိုတာသူ့ကိုခွင့်လွတ်တာမဟုတ်ကိုယ့်ကိုခွင့်လွတ်တာဖြစ်တဲ့အတွက်ကြောင့်ခွင့်လွတ်နိုင်အောင်လည်းကြိုးစားရတယ်တိခံရမယ်ခွင့်လွတ်နိုင်အောင်ကြိုးစားရမယ်ပြီးလို့ရှိရင်အကျိုးလိုလားတဲ့မေတ္တာလေးတွေထားပေးနိုင်အောင်ကြိုးစားရမေတ္တာထားနိုင်ရင်သူ့အကျိုးလိုလားတာနဲ့အမျှကိုယ်တိုင်လည်းပဲအကျိုးသက်ရောက်မှုတွေရှိနေတဲ့အတွက်ကြောင့်သူ့အကျိုးလိုလားတာတဲ့ကိုယ်အကျိုးကပို့ပြီးတော့ပြီးမြောက်တာဖြစ်တဲ့အတွက်ကြောင့်တယောက်နဲ့တယောက်အကျိုးလိုလားတဲ့မေတ္တာလေးလည်းထားနိုင်အောင်ကြိုးစားရတယ်ဒီသုံးချက်သာလက်တွေ့လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင်လူတိုင်းဟာနေရာတိုင်းမှာအဆင်ပြေတယ်ချိန်တိုင်းမှာအဆင်ပြေတယ်ပုံကိုယ်တိုင်းနဲ့လည်းအဆင်ပြေတာဖြစ်တဲ့အတွက်ကြောင့်ဘယ်သူတရားပြည့်မပြည့်ကိုမပြည့်အောင်ကြိုးစားရင်ကိုဘဝမှာသိခံနိုင်တဲ့စိတ်ကလေးမွေးကြပါကိုဘဝမှာဘာပဲဖြစ်ဖြစ်အာဃာတမထားပဲခွင့်လွတ်နိုင်တဲ့စိတ်ကလေးများမွေးကြပါကိုဘဝမှာဘယ်သူတရားပြည့်မပြည့်ကိုမပြည့်စေပဲမေတ္တာအပြည့်နဲ့အကျိုးလိုလားတဲ့စိတ်ကလေးနဲ့သာလည်းဆက်ဆံကြည့်လိုက်စမ်းပါသိခံနိုင်ရင်မေတ္တာထားနိုင်ရင်ခွင့်လွတ်နိုင်မယ်ဆိုရင်ခွင့်လွတ်နိုင်တာနဲ့အမျှအကျိုးသက်ရောက်မှုအများကြီးဖြစ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မိမိသူတစ်ပါးအကျိုးများစေဖို့အတွက်အာလုံလောကသားအာလုံသိခံကြပါခွင့်လွှတ်ကြပါမေတ္တာထားနိုင်အောင်ကြိုးစားကြပါလို့တိုက်တွန်းရင်ဘုန်းကြီးရဲ့ဒီနေ့ဓမ္မလက်ဆောင်ဒီမှာပဲဏိကုံးကံပတ်အဆုံးသတ်လိုက်ရပြီတော့တည်း